Okay, so user review အနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်ဒီနေ့မှာတော့ဘာဖုန်းလေး review လုပ်ပြီးသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဈေးကွက်ထဲမှာတော့မကြသေးခင်မှာဝင်လာတဲ့ Oppo ကပဲထုတ်ထားတဲ့ Oppo Reno series မှာ Oppo Reno 3 နဲ့ 3 Pro ရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော် Oppo Reno 3 လေးကို review လုပ်ပြီးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နဲ့အတူတူ video ဆုံးတဲ့အထိလိုက်ပြီးတော့ကြည့်ရှုခံစားပြီးတော့မြစ်ထားရက်ခံလိုက်ပါတယ်Okay ဆိုတော့ကျွန်တော်ဒီဖုန်းလေးကိုကျွန်တော်လက်ထဲရောက်နေတာတော့ကျွန်တော်တပတ်နီးပါးတော့ရှိပြီပေါ့နော်တပတ်နီးပါးတော့ရှိပြီကျွန်တော်ဒီတပတ်ကိုကျွန်တော်စမ်းသုံးထားတဲ့ကျွန်တော်ရဲ့ဒီ full review လေးကိုကျွန်တော်တစ်ခါလေးပြပြသွားမှာပေါ့နော် design ပိုင်းနဲ့အရင်စမယ် design ပိုင်းမှာဆိုလို့ရှိရင်တော့ तू ကဒီမှာဆိုလို့ရှိရင်တော့မြင်ရမှာပေါ့နော်တော်တော်လေးကိုမိုက်တယ်design မှာဆိုလို့ရှိရင်လည်းတော်တော်လေးကို तू Oppo ကတော့ပုံဝင်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ design နဲ့ပတ်သက်ပြီးတော့ तू ကဘာမှကိုပြောစရာမလိုတော့အောင် तू ကခက်ရှိပြေးတယ်ပေါ့နော်ကျန်တဲ့ပိုင်းနေမပါဘူးเนาะကျွန်တော်ပြောတာအဲ့ဒီ design ပိုင်းကိုပဲကျွန်တော်ပြောတာသူအနောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာကင်မရာလေးလုံးတန်းကြီးကိုတခါတည်းကင်မရာလေးလုံးတန်းကြီးတွေ့ရမယ်ပြီးသွားပြီဆိုလို့ရှိရင်ဘေးမှာဒီ hybrid zone ဆိုပြီးတော့စာသားလေးတွေ့ရမယ်ဒီအနောက်ဘက်ကဒီ cover look ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း तू ကဟိုမီးထိုးတဲ့အကြောင်းပေါ်မူတည်ပြီးတော့လိုက်ပြောင်းတာပေါ့နော်တခါကြလို့ရှိရင်ကျွန်တော်တို့ထိုးလိုက်တဲ့ပုံမှာမူတည်ပြီးတော့ဒီ reflection သွားတဲ့ပုံစံမျိုးကနေအောင်နေပြီးတော့နေအောင်လေးဖြာချနေတဲ့ပုံလေးဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်ကျွန်တော်တို့ဘက်ကမီးတစ်ခုကလှမ်းထိုးနေတဲ့ပုံမျိုးပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် look လေးပြပေးထားပါတယ်အမှလည်းကျွန်တော်တစ်ချက်ကြည့်လို့ရတာပေါ့နော်ကျွန်တော်ဒီမှာရိုက်တာကကျွန်တော် against the light ဖြစ်သွားတဲ့အတွက်တချို့နေရာတွေမှာအဆင်မပြေတာလေးရှိတယ်ကျွန်တော်ကင်မရာကင်နိုင်ညံဖြစ်တာလို့ပဲဖြစ်ဖြစ်ဒီ design ဘိုင်းမှာတိတ်မပေါ်တာလေးရှိလို့ရှိရင်လည်းကျွန်တော်ဘက်ကကြိုပြီးတော့တောင်းပန်ချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီဖုန်းရဲ့ design ဘိုင်းပေါ့နော်အနောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာခောက်ပြမယ်နော်plastic ပါတော့ရိုးရှင်း plastic ပါတော့ plastic ကိုပဲသုံးပေးထားတယ်ဒီဈေးနှုန်းမှာ plastic ကိုသုံးတာအပြစ်ပြောစရာတော့မဟုတ်ပေမဲ့နည်းနည်းလေးတော့ cheap ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ဘေးပေါင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ stainless steel ရမဟုတ်ဘူးရိုးတန်း plastic ကိုပဲသုံးပေးထားတယ်အဲကြောင့်ဒီဖုန်းလုံးကတော့ plastic ပဲဒါပေမဲ့ကန်ရတဲ့ hand feeling ကတော့ပေါ့ပေါ့ပပလေးနဲ့သူကတော်တော်လေးကိုမိုက်တယ်ဆိုတဲ့အနေအထားလေးရှိရပါတော့180ကျော်ကျော်အဲ့လောက်ပတ်ဝန်းကျင်ပဲရှိမှာပေါ့နော်ကန်ရတဲ့ hand feeling လေးကလည်းမိုက်တယ်ပြီးတော့သူ့ရဲ့ဒီ display ချိုးပေးထားတာကလည်း 20:9 ပေါ့နော် 20:9 လေးကိုချိုးပေးထားတဲ့အတွက်ကန်ရတဲ့ hand feeling ကတော်တော်လေးကိုမိုက်တယ်ကြစ်လစ်နဲ့ကန်ရတာမိုက်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဘာမကောင်းလဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ပုံနေပြထားတယ်အဲ့မှာဆိုလို့ရှိရင် look လေးတစ်ချက်ကြည့်ပေါ့နော်သူအနောက်ဘက် design ကဟိုပြောင်လေးဖြစ်နေတယ်ဆိုပြီးတော့ design ကမိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့ဒီဖုန်းကတော်တော်များများဒီလို design မိုက်တဲ့ဖုန်းကိုဘယ်သူမှ cover တက်သုံးချင်မှာမဟုတ်ဘူးကျွန်တော်လည်း cover တက်မသုံးဘူးပေါ့နော်အဲ့မှာကျတော့သူကဘာဖြစ်လဲဆိုတော့လက်ရာတွေဘလက်ဘွားထင်တာပေါ့နော်လွတ်ကြတော့မှခံစားချက်မရဘူးဆိုရင်လက်ရာတွေဘလက်ဘွားထင်နေရကြီးကတော့ဟိုဘလို့မှအဆင်မပြေဘူးပေါ့နော်ဖုန်းတစ်လုံးကကြည့်လိုက်တာနဲ့ကျွန်တော်ပြောနေကြစကားလိုပဲ clean and look ဖြစ်နေရမှာဒါပေမဲ့ဒီကောင်က clean and look ဖြစ်မနေဘဲနဲ့နည်းလေးကင်တာနဲ့ကိုညစ်ညစ်ပတ်ကြီးဖြစ်သွားတာပေါ့နော် display မှာဆိုလို့ရှိရင် 6.4 inches 6.4 inches ကိုမှ तू က AMOLED လို့တော့ပြောတယ်သူ super AMOLED လို့မပြောထားဘူး AMOLED အဲ့ဒီဥစ္စာမှာ तू ကနောက်တစ်ခုက तू က 1080p နဲ့ပေါ့နော် 1080p AMOLED ဒါပေမဲ့ကျွန်တော်ပထမဆက်ချင်းဒီဖုန်းကိုစသုံးတဲ့အချိန်တုန်းကကျွန်တော်စိတ်ထဲမှာ LCD လို့ပဲထင်တာဒါပွင့်နေပဲပြတာ LCD လို့ပဲထင်တာဩဒါကတော့ LCD ပေါ့ကြည့်ရတဲ့သူ့ရဲ့ pixel တွေကနည်းနည်းဟိုဖြော့တော့ဖွဲ့တက်အဲ့လိုမျိုးပုံစံအယောင်ကြီးဖြစ်နေတာပေါ့နော်ပြီးတော့ तू ကဒီ AMOLED ဖြစ်သွားတဲ့အတွက်ကြောင့် तू က under display fingerprint ရတယ် under display fingerprint ကဘယ်လောက်မြန်လဲဆိုတော့ကျွန်တော် look တွေရိုက်ပြမနေတော့ဘူးကျွန်တော်ဒီမှာတစ်ခါတည်းဖွင့်ပြမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် under display fingerprint ဒီမှာလိုထားလိုက်မယ်ကျွန်တော်ဖွင့်မယ်ဒီလောက်ပေါ့နော်အမြန်တော့ကဒီလောက်ပေါ့ကျွန်တော်နောက်တစ်ခါထပ်ဖွင့်ပြမယ်ဒီမှာဆိုတော့မစိုးဘူးပေါ့ကျွန်တော်တို့ဒီနောက်ဆုံးထွက်တဲ့ဒီ OnePlus series တို့ဒီ Xiaomi တို့နဲ့တော့display quality မှာတော့၎င်းပြီးတော့ဒီ under display fingerprint မှာတော့၎င်းမရှင်းနိုင်ဘူးဆိုပေမဲ့သူ့ level 2 class မှာဆိုလို့ရှိရင်တော့ဒီ under display fingerprint ပါလေးကလည်းမစိုးဘူးပြီးတော့သူ့ရဲ့မြန်နှုန်း speed လေးကလည်းမစိုးဘူးပေါ့နော်ဒီ face unlock လုပ်တဲ့ပုံစံတော်တော်လေးကိုမြန်တယ် intelligent လည်းဖြစ်တယ်တော်တော်လေးကိုလည်းမြန်တယ်ဒါပေမဲ့လည်း तू ကဟို 3D တို့ဘာလို့သုံးတာမဟုတ်ဘူးပေါ့နော်ဒီတိုင်းရိုးတနံဒီ front camera ကိုပဲသုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အမွာတို့ပြီးတော့မျက်မှန်တက်ထားတဲ့အချိန်တွေမှာလည်း तू ကဖွင့်ကျင်တခါတည်းပွင့်တယ်ပေါ့နော်အဲ့လိုမျိုးအားနည်းချက်လေးတော့ရှိတယ်အဲ့ pixel နည်းဖွာနေသူမျိုးလေးခံစားရတာလေးတစ်ခုပဲပေါ့နော်အဲ့ဒါကတော့ဒါသူ့ရဲ့ display ဘိုင်းမှာ
ပြီးတော့ကျွန်တော်တခါတည်းဒီ display ဘိုင်းဆိုလို့တခါတည်းထည့်ပြောချင်တာသူ့ရဲ့ haptic motor သူ့ရဲ့ haptic motor ဒီကောင်ဆိုလို့ရှိရင်အသစ်ဈေး9သိန်းနီးပါးရှိတယ်9သိန်းနီးပါးမှာတခြားဖုန်းတွေဆိုလို့ရှိရင်ကျွန်တော်ပုံဝင်လေးမှတခါလေးပဲပြလိုက်ပါမယ်ကျွန်တော်ထားပါတော့ Xiaomi ရဲ့ Redmi K30 ပြီးလို့ရှိရင်Redmi Note 8 Pro အကောင်လေးဆိုလို့ရှိရင်သူ့ရဲ့ဒီ haptic motor လေးကသူ့ဈေးတန်းမှာတော်တော်လေးကို mid-range မှာကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ तू က9သိန်းပေးရပြီးတော့သူ့ရဲ့ haptic motor ကြီးကတော်တော်ကြီးကိုဝဲဆွဲနေတဲ့အနေထားပေါ့နော်အဲ့လိုမျိုးကြီးဆိုတော့ကျွန်တော်ကတော့တိတ်သဘောမကျဘူးအဲအကြောင်းမလို့သူ့ရဲ့ဒီ haptic motor လေးတစ်ချက်လဲကျွန်တော်တော်တော်လေးကိုအားမရဘူးပေါ့နော် battery မှာဆိုလို့ရှိရင် तू က4025 mAh ကိုသုံးပေးထားတယ်တော်တော်လေး impressive ဖြစ်စရာကောင်းတယ် battery ကတော့တော်တော်လေးကိုကောင်းတယ်တော်တော်ခံတယ် usage ဖြစ်တဲ့ကျွန်တော်Facebook သုံးမယ်ပြီးလို့ရှိရင် Messenger လေးသုံးမယ် YouTube လေးနဲ့ပါကြည့်မယ်ရုပ်ရှင်လေးနဲ့ပါကြည့်မယ်အဲ့လိုမျိုးအပိုင်းမှာဆိုလို့ရှိရင်တော့မစိုးဘူးပေါ့နော်ဘက်ထရီကခံတယ်ဆိုတဲ့အပိုင်းမှာပါတယ်2ရက်လောက်ထိကိုလုံးဝချွေတာသုံးမယ်ဆိုလို့ရှိရင်2ရက်ညနေဆောင်လောက်ထိကိုကောင်းကောင်းသုံးလို့ရတယ်ဒါပေမဲ့ကိုက gain တွေလဲဆော့မယ်ဒီဖုန်းနဲ့မျက်နှာနဲ့မခွာဘူးဆိုလို့ရှိရင်တော့တရက်ကျော်လောက်ကြာရင်တော့အားကုန်ပါပေါ့နော်ဒါပေမဲ့လည်းအားကုန်လို့ရှိရင်လည်း तू ကစိတ်ပူကြမရှိဘူးဘာဖြစ်လဲဆိုတော့သူ့ရဲ့ဘူးထဲမှာတခါတည်း out of the box तू က30 watt fast charge ထည့်ပေးထားတယ်ကျော်လောက်သွင်းတာနဲ့ကို तू က0 to 100% နီးပါးပြည့်တယ်လို့တော့ကျွန်တော်ဖတ်ထားရပါတော့ကျွန်တော်ကိုယ်တိုင်လည်းတွင်းကြည့်ရတဲ့တော့အဲ့လောက်နီးပါတော့သွားတယ်အကြောင်းမလို့ तू က battery မှာတော်တော်လေးအားတာတယ်ပြီးတော့ तू ကနောက်ထပ်အားတာချက်တစ်ခုက तू က ရိုးရိုးအရင်တော့ဒီ Oppo Reno series လိုမျိုးmicro USB နဲ့မဟုတ်တော့ဘဲနဲ့ Type C ကိုမှ30 watt ထည့်ပေးထားတာဆိုတော့တော်တော်လေးကိုဒီနေရာမှာလည်းအားတာသွားပြီပေါ့နော်ဒါကတော့ဖြစ်သင့်ပါတယ်ဖုန်းကုမ္ပဏီတော်များအခုချိန်မှာဖြစ်သင့်ပြီ2020ရောက်လာပြီဘာလို့ USB ကိုဆက်သုံးနေအောင်မလဲဟုတ်တယ်နော်အခုချိန်မှာတော့ဖုန်းကုမ္ပဏီတွေတော်တော်များတောင်းဆိုချင်တာကတော့ဖုန်းတိုင်းကိုဒီ mid range လောက်ကမစရင်တော့မှ entry level အမြင့်ပိုင်းလောက်ကစပြီးတော့ Type C လေးသုံးပေးဖို့တော့ကျွန်တော်ကမြတ်တာရက်ခံခြင်းတယ်ဘိုင်းပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Type C တွေ့ရမယ် speaker grade တွေ့ရမယ်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ဒီဟွာပေါ့ 3.5mm jack ပေါက်လေးတွေ့ရမယ်ဒါပေမဲ့တခုပဲကျွန်တော် complaint တက်ချင်တာသူ့ရဲ့ဒီ3ခုတန်းနေတဲ့အပေါက်ကမတည့်ဘူးပေါ့နော်မတည့်ပဲနဲ့ဟိုအပေါက်ကနည်းနည်းစောင်းနေပေါ့နော်ဒါကတော့ကျွန်တော်ကဒီနည်းနည်းကြီးများလွန်းရတော့နည်းနည်းကြတာပေါ့ဒါပေမဲ့စင်တာမကြဘူးပေါ့နော်နည်းနည်းစီစောင်းနေတဲ့သဘောတဘာဝမှာတော့ရှိတယ်နောက်ထပ်တစ်ပိုင်း chipset နဲ့သွားမယ်သူ့ရဲ့ဒီထဲမှာ chipset ကဘာသုံးပေးထားလဲဒီထဲမှာကျတော့ MediaTek ကပဲထုတ်တယ် Helio P90 ကိုသုံးပေးထားတယ်အဲ့တော့သူ့ရဲ့ chipset ကဘယ်လိုနေလဲဆိုတော့ကျွန်တော် Snapdragon နဲ့ပြန်ရှင်းမယ်ဆိုလို့ရှိရင်660နဲ့နီးပါးဒါမှမဟုတ်နည်းနည်းလေးတာရဲဆိုတဲ့အပိုင်းမှာရှိရပေါ့နော်အဲ့တော့ကျွန်တော်တစ်ခါလေးပြပါမယ် gaming မှာတော့အရန်မကောင်းပါဘူးကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီPUBG အဓိကတော့ PUBG ဆော့ကြတာများတယ်ဆိုတော့သူ PUBG မှာဘာတွေဆော့လို့ရလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ခါလေးဒီမှာထည့်ပြီးတော့ပြထားတယ်ဒီမှာဆိုလို့ရှိရင်လည်းအမှကြည့်လို့ရတာပေါ့နော် PUBG မှာ best setting နဲ့ဆော့လို့ရမလဲgaming ဘိုင်းမှာတော့အားရစရာကောင်းတဲ့ level တခုမှတော့မရှိဘူး။ရှင်ကျွန်တော်ကတော့ဒီသူ့ရဲ့အမြင့်ဆုံးတွေမှာထားပြီးတော့ဆော့ဖို့ထက်နည်းနည်းလေး short ပြီးတော့ထားပြီးတော့ဆော့တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့တော့ကျွန်တော် recommend ပေးချင်တယ်။ဘာလို့ကျွန်တော်ဒီ Oppo Reno တွေကို Oppo Reno 3ကိုကျွန်တော်အားမရဘူးပဲပြောရမှာပေါ့နော်။ဘာဖြစ်လို့ဒီ Oppo Reno 3မှာရော3 Pro မှာရော chipset တွေကိုဒီနောက်ဆုံးဟိုဒီအချိန်မှာတော့ဒီဖုန်းကုမ္ပဏီတော်တော်များ720တို့730တို့ 730G တို့တော်များသုံးနေကြပြီပေါ့နော်အဲ့လိုမျိုးမတော်ရင်တော့မှသူတို့ဒီ MediaTek Helio G90T တို့ဘာလို့လဲသုံးလို့ရတယ်ပေါ့ G90T ကိုလည်းသုံးလို့ရရတာနဲ့ဘာလို့ဒီ chipset ကိုပဲဆက်သုံးလဲဆိုတော့ကျွန်တော်လည်းသိပြီးတော့ဟိုဇဝေဇဝါဖြစ်တယ်အားမရဘူးပဲပြောရမှာပေါ့နော်ဒါကတော့သူ့ရဲ့ဒီ chipset အကြောင်းပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ speaker ဘိုင်းနဲ့တွားမယ်ပြီးတော့သူ့ရဲ့ဒီ single down firing speaker တော်တော်လေးကိုကောင်းတယ်ဟို dual speaker ပါတဲ့ stereo speaker ကြီးတွေနဲ့တောင်သူကရှင်ပြီးတော့တော်တော်လေးကိုကောင်းတယ်ကျန်တာ trade တူပြောစရာမလိုဒီအတန်ကိုအလဲလဲလောက်ထားလို့ရှိရင်တော့မှတော်တော်လေးကိုကျယ်အတန်အဲကျတော့ဟိုတော့ clear လည်းဖြစ်တယ်ဒီအတန်ကျယ်သွားလို့ဒီအတန်ကွဲလာတာအပ်သွားတာလည်းမရှိဘူး speaker တော်တော်လေးကိုတော့သူကကောင်းတယ် stereo speaker လေးမဖြစ်တာတခုပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့အဲ့ single down firing speaker တစ်လုံးကတော်တော်လေးကိုစွမ်းတယ်လို့ပြောရမှာပေါ့နော်ဒီ AMOLED ရဲ့ပြီးလို့ရှိရင်သူ့ရဲ့ဒီ speaker experience လေးရဲ့ပေါင်းလဲတဲ့အချိန်မှာတော့ဒီဖုန်းကတော်တော်လေးကိုကောင်းတယ်ဆိုတဲ့အနေအထားတစ်ခုရောက်တာပေါ့နော်ကျွန်တော်ကင်မရာကိုအများတိုင်းကျွန်တော်ရဲ့ review တွေမှာနောက်ဆုံးမှထားပြီးပြောလေးရှိတာကိုလူချင်းမလို့သိမှာပါဘာလို့နောက်ဆုံးမှထားလဲဆိုတော့ကျွန်တော်ကကင်မရာကိုအခုချိန်မှာ mobile phone နေနဲ့ပဲတော်တော်များဓာတ်ပုံရိုက်ကြတယ်ဗီဒီယိုလေးရိုက်ကြတယ်အဲ့လိုမျိုးလေးတွားနေကြတဲ့အချိန်မှာဟို
လူတယောက်အတွက်ကင်မရာအရန်အေးမကြည့်ဘူးဆိုရင်တော့နည်းနည်းလေးတော့အရေးကြီးရပေါ့နော်အဲကြောင့်မို့ကျွန်တော်နောက်ဆုံးမှထားပြီးတော့ကောင်း ISO ကြီးကိုတစ်ခါလေးပဲပြရတာပါအဲကြောင့်မို့ကျွန်တော်ကဒီကျွန်တော်ရဲ့ review တိုင်းမှာကင်မရာရဲ့ဒီ segment တစ်ခုကိုကျွန်တော်နောက်ဆုံးမှထားလိုက်တာပေါ့နော်ဆိုတော့ကင်မရာအကြောင်းပြောမယ်ကင်မရာ specification တွေကတော့ကျွန်တော်မရွတ်ပြတော့ပါဘူးကျွန်တော်ဒီမှာပဲတစ်ခါတည်းကျွန်တော်ပုံလေးနဲ့တစ်ခါလေးပြလိုက်ပါမယ် specification တွေကတော့ဒီတိုင်းပါပဲအားရလားအားမရပါဘူးကင်မရာကတော့တော်တော်လေးကိုအဆင်မပြေဘူးပေါ့နော်ကာလာတွေမမှန်ဘူး contrast တွေလွဲတယ်တစ်ချက် focus တွေအောက်တယ်ဟိုကင်မရာမှာတော့ကျွန်တော်မှန်တိုင်းပြောရင်အားတော်မရဘူးဒါကကျွန်တော်ဒါ main camera နဲ့ရိုက်တာပေါ့နော်48 megapixel နဲ့ပါကျွန်တော်ရိုက်ထားတယ်အဲ့ဒီပုံမှာလည်းအဆင်မပြေဘူး48 megapixel မှာလည်းတိတ်အဆင်မပြေဘူးရိုးရိုးတန်းမှာလည်းတိတ်အဆင်မပြေဘူးအဲကြတော့ဟို ultra wide ကိုကျွန်တော်မှမျှော်လင့်မိတာပေါ့နော် okay ဆိုတော့ ultra wide မှာအဆင်ပြေမလားဆိုပြီးတော့ကျွန်တော် ultra wide နဲ့ရိုက်ကြည့်တယ်ဒါပေမဲ့သူ့ရဲ့ ultra wide ကတော်တော်လေးကိုကျဲတယ်အဲ့ဒါတော့ impressive ဖြစ်စရာကောင်းပါတယ် impressive ဖြစ်စရာကောင်းတယ်ဒီ ultra wide ကတော်တော်လေးကျဲတယ်ဒါပေမဲ့ပုံနဲ့အားရလားဆိုတော့ခုန main camera နဲ့တိတ်မထူးခြားနာပေါ့နော် okay ဆိုတော့ conclusion Oppo Reno 3လေးကိုဘယ်လိုမြင်လဲဆိုတော့တခုအဲ့ဘယ်လိုမြင်လဲမပြောခင်မှာ Oppo တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံဈေးကွက်မှာက Oppo တို့ Vivo တို့က chipset ကင်းနေမဟုတ်ဘူးပေါ့နော်သူသွားတဲ့ target audience ကတယောက်စီကိုသူကသွားတာဥပမာဒီဖုန်းဆိုလို့ရှိရင်လည်း smart ကြရမယ်ပိုးပေါ်သုံးလို့ရမယ်ကင်မရာလေးနည်းနည်းပါးရိုက်မယ်ဒီလိုလူတွေအတွက်သူတို့က target ထားတာပေါ့နော်အဓိက gain တွေရမ်းဆော့မယ် chipset ကြီးက strong ဖြစ်နေရမယ် 90Hz display ကြီးတွေနဲ့ပြီးလို့ရှိရင် speaker ကြီးကဘလိုကြီးမိုက်နေရမယ် तू ကအဲ့လိုအပိုင်းကိုသွားထားတာတော့မဟုတ်ဘူးအဲကြောင့်မလို့သူ့ target လေးကတော့သူ့အနေနဲ့သူကသွားနေတာပဲအဲကြောင့်မလို့ကျွန်တော်ကဒီဖုန်းကိုဘလိုမြင်လဲဆိုလို့ရှိရင်တော့ဟို recommend ပေးရခက်တဲ့ဖုန်းလို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့ကိုက9သိန်းဝန်းကျင်လောက်သုံးနေတယ် AMOLED လည်းလိုချင်တယ် Android display fingerprint လေးရလည်းဖြည့်ရမယ် speaker ကလည်း stereo speaker ကြီးမဟုတ်ဘူးဆိုရင်တော့မှ single down firing speaker တစ်ခုကတော်တော်လေးကိုစွမ်းဆောင်နိုင်ရမယ်ကင်မရာလေးနည်းနည်းပါးကောင်းရမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီ media consumption ကမိုက်နေရမယ် display ကကြဲကြဲလေးကိုလိုချင်တယ်ပြီးတော့ Oppo brand ကိုလည်းကိုကကြိုက်တယ်အဲ့လိုမှမဟုတ်ဘူးကိုက gain လဲဆော့မယ် 90Hz display လည်းလိုချင်တာကင်မရာကလည်းကောင်းအောင်ကောင်းရမယ်အဲ့လိုမျိုးအပိုင်းတွေမှာဆိုလို့ရှိရင်တော့ဟိုသူ့ကိုမရွေးချယ်ပဲနဲ့ရှောင်သွားတာလေးကတော့ပိုကောင်းတာပေါ့နော် user review ကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and share လေးနဲ့ see first တွေလုပ်ထားဖို့မြတ်တာရက်ခံအပ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်တတား